စာရတောင်မှငါးယောက်မြောက်ကလေးမွေးတဲ့အချိန်မှာအရန်ဝရတယ်ဒါမဲ့ဒီခန္ဓာကိုယ်ထိပြန်ရောက်လာနိုင်တယ်အခုတတလေးအမွာကတစ်နှစ်နဲ့8လပဲရှိသေးတယ်ဒီခန္ဓာကိုယ်ရောက်နိုင်ဖို့အတွက်စာရအများကြီးကြိုးစားခဲ့တယ်လို့ကြိုးစားတဲ့အတိုင်းလဲတကယ်ဖြစ်တယ်ဒါကြောင့်ဘသူမဆူကြိုးစားရင်အရာအလုံးဟာဖြစ်နိုင်တယ်ဆိုတာဒီကနေ့အာမငယ်ကြပါနဲ့လို့ပြောပြချင်ပါတယ်ရှင်အခုဒီဇက်လန်တွဲမှာကြတော့တကယ်မှစာရရဲ့ဘဝနဲ့လည်းတိုက်ဆိုင်မှုရှိတယ်လို့ပြောရမလားဆိုတော့ကိုကမိခင်ခလီမိခင်ခလီ9ယောက်ရဲ့မိခင်ဖြစ်တဲ့အခါမှာဒီဇက်လန်ထဲမှာလည်းကိုယ့်ရဲ့သမီးကိုယ့်ရဲ့မိသားစုကိုတရားမှတရားအပိကာကွယ်ရမယ့်မိခင်တူအဖြစ်ပါဝင်တရုပ်ဆောင်မှာပါရှင်ခတ်ဆွာဆွာတယောက်ပေါ့မိသားစုအတွက်နဲ့ဆိုရင်တော့ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့တယောက်ပေါ့ကိုကအသက်30ကျော်40လောက်မှအများကြီးဖြစ်လာတယ်ပေါ့နော်ကိုရဲ့ထင်တောင်မထင်ရဘူးအိမ်မက်ထဲမှာတောင်မမက်ရဲတဲ့ဘဝရလာတယ်ပေါ့နော်ဆိုတော့မိခင်တူအနေနဲ့ဒီလိုမျိုးဖြစ်လာမယ်ဆိုတာကျမဘယ်တော့မှအိမ်မက်မမက်ဖိုးခဲ့ပါဘူးဒါပေမဲ့ကျူးစားရင်ကျူးစားတယ်လို့အမဲရန်ဖြစ်နိုင်တယ်ဆိုတာစာရရဲ့အတ္တတာအနေနဲ့ပုံသက်တီကောင်းပေါ့နော်မဲဆိုရင်တော့ကိုချစ်ဖို့ဒီကနေ့စာရပြောပြချင်တယ်ဘာကြောင့်လဲဆိုတော့မိခင်တူဆိုတာအရန်အလုပ်များတယ်ကျမတို့က CCTV ထက်တောင်မှပူမီနိုင်ဆွမ်းရှိတယ်လို့ပြောရမလားကိုရဲ့မိသားစုကိုရဲ့သားသမီးကိုရဲ့ယောက်ျားအတွက်ကိုရဲ့အလုပ်အတွက်နဲ့ပဲအချိန်မကုန်စီချင်ဘူးကိုလည်းချစ်ကြပါကိုလည်းတန်ဖိုးထားကြပါဟာအလှလည်းမပင်ဘူးအဝတ်စားကောင်းလည်းမဝတ်ဘူးချွေတာလို့လीမိသားစုရဲ့ရှိရေးအတွက်စဉ်းစားလို့ဒါနဲ့သူတို့ကအဲ့ဒါကိုနောက်မှအတိမတ်မပြုတ်ဘူးတချို့အိမ်ထောင်အိုးရှိတွေကမိသားစုအတွက်ဆိုပြီးမှကျမတို့ဘဝပြီးဆက်တဲ့အချိန်မှာယောက်ျားကအတိမတ်ပြုတ်တယ်တန်ဖိုးထားတယ်ဒါကတော့ယောက်ျားရဲ့အတိမတ်ပြုတ်ခြင်းတန်ဖိုးထားခြင်းခံတဲ့အချိန်မှာတန်ဖိုးရှိတာပေါ့ဒါမဲ့ယောက်ျားကအတိမတ်မပြုတ်ဘူးတန်ဖိုးမထားဘူးဆိုရင်ဒါအလကားပဲဖြစ်သွားတယ်ဒါကြောင့်ကိုချစ်ပါတန်ဖိုးထားပါကိုအတွက်လည်းပတ်စံသုံးကြပါလို့ပြောပြကလေးတွေကတော့အရန်အားပေးတယ်အမီစိတ်ဓာတ်ကြမှာကိုသူတို့ကမလိုအပ်ဘူးပေါ့နော်ဆိုတော့ကိုဘာပဲလှုပ်ပဲဥပမာအခုဆိုရင်မြန်မာစကားကစာရတို့အတိတ်အတမပြီးဘူးအမေရန်တင်ယူရတဲ့အချိန်ဖြစ်တယ်ကိုလိုအပ်တဲ့ဟာစည်းသွားတာလောက်တော့ပြောတတ်တယ်ဒါမဲ့အများကြီးကြတော့လေကိုကမပြောတတ်တော့ဘူးလို့ပြောရမလားပြောတတ်ရင်တောင်မှစကလုံးလေးတွေကအတမပြီးဘူးအဲ့လိုလေးဆိုတော့ဒါမဲ့ခလေးတွေကဒီဇက်လန်ထဲမှာလည်းမပါဝင်ဘူးလို့တခါလေကြာရင်ကိုကနည်းနည်းလေးဖြစ်တယ်ဒါမဲ့ခလေးတွေကအမီပါဝင်ပါကန်လှမ်းတဲ့သူရှိတုံးအမေကိုဖိတ်တဲ့သူရှိတုံးပါဝင်ပါအမေကအရန်တော်တယ်အတန်လည်းအရန်ပီတယ်အမေရန်သူတို့တွေကအမေရန် full spot လုပ်ပြီးတယ်ပြီးရင်ဒီကျမရဲ့ Mrs Grand International ပြန်ပွဲဝင်ခဲ့တုန်းကလည်းအမေရဲ့ English ကအရန်အတန်ပီတယ်ဘာညာပေါ့နော်သူတို့အဲ့လိုအမေရန်အားပေးတယ်ဟုတ်တယ်ကန်ကောင်းတယ်စာရကယောက်ျားရလဲကန်ကောင်းတယ်လို့ပြောရမလားဒါပြောရမယ်ပြီးရင်သားသမီးရတာလဲကန်ကောင်းတယ်ကျမအတွက်သူတို့ကမျက်ရည်ကျစရာမဖြစ်ဘူးဒီ Mrs Grand International close door interview တုန်းကလည်းကျမကိုနိုင်ငံခြားသားတွေကအမေးတယ်ဆိုတော့အိမ်ထောင်ရှင်အမျိုးသမီးအနေနဲ့ကိုယ့်ရဲ့ယောက်ျားကြားမှာမိသားစုကြားမှာကိုယ့်ရဲ့အခက်အခဲကိုပြောပြပါဆိုပြီးမှကျမကိုမေးတယ်ဒါမဲ့စာရဖြေလိုက်တယ်ကျမမိသားစုမှာဘာအခက်အခဲမှဘာအဟန့်တားမှမရှိဘူးကျမကိုအမေရန်ကျမတူတက်ဖို့အတွက်ကျမကျမ်းမာဖို့အတွက်ကျမလှဖို့အတွက်အမေရန်သူတို့ကအမေရန်ထောက်ကူညီထောက်ပံ့ပေးတယ်လို့ကျမအဖြေလိုက်တဲ့အချိန်မှာသူတို့အရန်အံ့ဩတယ်ဘတော်လေးခံကောင်းတယ်နော်စာရကဆိုပြီးသူတို့ချီးကျူးနေကြတယ်ဟုတ်နိုင်ငံခြားသားတွေကဟုတ်ကဲ့စာရကိုအားပေးမယ်လို့ယုံကြည်မျှော်လင့်ပါတယ်စာရကိုချက်မထားခဲ့ပါနဲ့ဆက်လက်ပြီးမှအားပေးကြပါစာရဒီဇက်လန်ထဲမှာအကောင်းဆုံးမိခင်အနေနဲ့ကျူစားသွားမှာပါရှင်ကျေးဇူးအများကြီးတင်နေအားလုံးကိုချစ်တယ်